ချောင်းသာမြို့ကနေလိုက်လဲစွာကြိုဆိုလိုက်ပါတယ် Let's go to the beach ဘူးဆိုလို့ရှိရင်တော့ဒါအရန်ကိုပျော်စရာကောင်းတဲ့ဒါချောင်းသာကမ်းခြေမှာရောက်နေတာဖြစ်ပါတယ်။ဘိုင်ကောင်ကြီးကြီးတယ်ကွာနော်စီးရမယ်။ဆက်ရောက်စီးကင်မရာမန်နာမည်လေးပေးဆက်ပေးပါအောင်ဗျ။ဒါနာမည်ကတော့ခွန်းသက်ကိုဖြစ်ပါတယ်။တားဘယ်ရလာတာလဲပေါ့နော်။ဒါရွှေတောင်ရမ်းလာတာပါ။ရွှေတောင်ရမ်းနေပြီးတော့ချောင်းသာကမ်းခြေကိုအလေလာတာဖြစ်ပါတယ်။အဲ့ဒါကန်းကြီးကိုရောက်ပြီဆိုတော့ဒါကတော့ကျွန်တော်ရဲ့ဘာလို့လဲဒါကတော့ကျွန်တော်ရဲ့မောင်နှမဖြစ်ပါတယ်ဘာဝပြန်ရရှိစစ်မဟုတ်ပါဘူးအဲ့ဒါတော့ချူတယ်လာတယ်ဘာဗျာစပိန်စီကလည်းမြောက်တယ်ဗျာစပိန်တီတီကို8000နဲ့ကျွန်တော်တို့စပိန်တီတီကိုဒါ8000ကိုတယောက်တည်းစီမတိုင်းဘူးဗျာတားဖ2ယောက်စီးမှဖြစ်ပါတယ်ဒါကတော့ Amazing Hotel ပေါ့နော်ဒါ Amazing Hotel ရဲ့ရှေ့မှာဖြစ်ပါတယ်ဟိုဘက်ချမ်းမှာမြင်နေရတာကတော့ဒါဖိုးကလာကျွန်းပေါ့ညနေဆိုရင်တော့ဒါလူကြိတ်တိုးပြီးတော့စီကားနေမယ်နေရာဖြစ်ပါတယ်ဒါမေးကြည့်အကင်ဝယ်ပြီးသွားရတာလေအဲ့ဘာလေးဝယ်စားလဲချောင်းတော်မှာလောက်ပြရတယ်ဟုတ်လားဟာကျန်းလာပြီလား